ဘော့စတွန်မြို့ပေါ်ကအခြေခံလူတန်းသားတွေနေတဲ့ရက်ကွက်တစ်ခုဟာကဘာပေါ်ကဘယ်နေရာထပ်မဆိုဗန်တများတွေနဲ့ငွေသေးရင်တွေကိုဓမြတိုက်သူအများဆုံးငွေထုတ်ပေးတဲ့နေရာဖြစ်ပါတယ်။အသက်59နှစ်အရွယ်ရဲရရှိအောင်တယောက်ဟာသူ့တွဲဘက်က AUB ဆင်းသွားတဲ့သို့သတင်းစာကိုခေါင်းမဖော်စတန်ဖတ်နေလေးရှိပါတယ်။ငွေအိတ်နဲ့အသက်52နှစ်အရွယ်မတီမကွမ်းရဆိုသူကတော့ဂမ်မင်းစ်လက်နက်ကိုင်အဖွဲ့ဝင်တယောက်ဖြစ်ပြီးအပတ်စဉ်အချိန်အတိအကျနဲ့လာနေကြထိုးလူဟာအခုဓမြတိုက်ခံရတော့မယ်လို့ပြောနေသူကရဟန်းရင်နဲ့အခြားလက်နက်ကိုင်တွေမတွေ့ခင်အလင်းမြန်လှုပ်ရှားရမယ့်အစီအစဉ်ကိုပြောပြနေပါတယ်။အဲဒီနောက်ငွေအိတ်ယူလာသူဝင်သွားတဲ့ဘဏ်ကိုလက်နက်ကိုင်တွေဝင်စီးလိုက်ပြီးဖုန်းတွေသိမ်းပြီးတဲ့အပြင်ငွေသားချို့ကိုယူပြီးမှဗန်မန်နေဂျာကိုမိကန်တက်တာလောက်ဖွင့်ရမယ့်အချိန်သူတို့သိပြီးသားမို့နေဘက်ဆန်တပြားမှမပါမယ့်အခန်းကို8:15မှာအန်နဲ့အချက်ပေးမနေပဲဖွင့်ခိုင်းပါတယ်။ကြောက်လန့်နေတဲ့မန်နေဂျာကိုအသက်ပြင်းပြင်းရှူသွင်းမှုနဲ့အေးဆေးစွာလှည့်ဖွင့်ခိုင်းပြီးနောက် CCTV record တွေကို microwave နဲ့ဖြတ်စည်းကငွေတွေယူနေချိန်အပြင်ကဗန်ဖွင့်လာလို့တကားလာခေါက်နေပါတယ်။အချက်ပေးခလုတ်ကိုမတိမတာကန်နေတဲ့မန်နေဂျာမျိုးသမီးကဓမြတယောက်ကသတိထားမိသွားပြီးမို့သွားမဖြစ်မဲ့ဆိုကအယောင်ချွတ်ဆေးတွေလိုက်လောင်းနေတဲ့တယောက်ကဒီလိပ်စာကနေအချက်ပေးတန်ထွက်သွားမှသိသွားလို့မျက်စိတောက်ထောက်လိုက်ကြည့်နေတဲ့ဘဲကိုထူရိုက်နေရကြောင်းဝိုင်းတားနေရပါတယ်။ထိုလူရဲ့ကုန်းပေါ်ကတက်တူးကိုဗန်မန်နေဂျာကအသေးချာသတိထားမိလိုက်ပေမဲ့ရဲတွေလိုက်လိုက်ရင်ထွက်ပေါက်ရှာနိုင်အောင်တစားကန်ဖြစ်ဖမ်းခေါ်ခံလိုက်ရပါတယ်။ဓာကီဆိုသူကတော့ဘသူမှမင်းကိုထိခိုက်အောင်မလုပ်ဘူးလို့ကတိပေးရင်မိုင်ယာမီကမ်းခြေရဲ့တနေရာမှာမျက်လုံးကိုစီးပြီးချပေးခဲ့ပါတယ်။အခိုးခံရမှန်းတော့ပိုင်ရှင်ကမသိသေးတဲ့ဘန်ကားတစ်စီးနဲ့ဘန်တစ်ခုလုံးမှာဒီယာနေရှာမရအောင်အယောင်ချွတ်စေးသုံးသွားတာကြောင့် FBI ဘက်ကသဲလွန်စားရှာရခန့်နေပါတယ်။တောရှိမှဖွင့်လို့ရမယ့်စံပေမီကန်တက်တာကိုစစ်ဆေးနေချိန်ထွက်ပြေးသွားတဲ့ကားကိုမီးရှို့ထားတာတွေ့တယ်ဆိုလို့လိုက်သွားတဲ့အခါမျိုးလက်ကောင်မှမီးလောင်နေတဲ့ကားကိုလူအယောက်50လောက်တွေ့လိုက်ပေမဲ့ဘာမှမမြင်ဘူးလို့ညင်းသူကလည်းအယောက်50လုံးဖြစ်နေပါတယ်။ပုံမှန်ပြက်ပြန်နေတဲ့ဓာကီတို့အဖွဲ့ထံအပြင်ကခြေနေသွားဆက်ပြီးပြန်လာတဲ့ဂျန်ကမန်နေဂျာရဲ့ ID ကတ်ကိုပြပြီးပြဿနာတက်ပြီးဆိုလို့ကြည့်လိုက်တော့သူတို့ရက်ကွက်ရဲ့လေးလန်းကျော်မှနေသူဖြစ်နေပါတယ်။ဒါကိုမသိပဲကားပေါ်ခေါ်တင်လာမိတာမို့ထိုမိန်းကလေးကိုစောင့်ကြည့်ကလုံလောက်တဲ့ချိန်ချောက်မှုတော့လုံးမရမယ်လို့ဂျန်ကဆိုပါတယ်။ထိုကလျာကီစီဆိုတဲ့မိန်းကလေးကိုအကြမ်းဖက်နေနေအဖွဲ့ထံခေါ်ယူပြီးပြန်ပြီးသက်ခရမှုကြောင့်မေးကြည့်တော့သူမလိုက်တဲ့ကတ်ကိုယူသွားတဲ့ထိုလူတွေကလက်နက်ပြည့်စုံတဲ့မို့ထွက်ပြေးဖို့မကြိုးစားခဲ့ပဲသူမကိုဒီတိုင်းလုပ်ပေးခဲ့တာလို့ဖြေပါတယ်။တုံလုံးနေတဲ့ကလျာကိုနောက်ဆက်တွဲစိုးကျိုးတွေရှိနိုင်သေးတာမို့သူတို့ဘာပြောသေးလဲပြီးတော့စုံတော့တွေကိုတိုင်ရင်အိမ်ထိမရိလာချင်းပြီးတပ်ပြစ်မယ်လို့ပြောပြလိုက်ပါတယ်။ကလျာကိုစုံစမ်းမဲ့ကိစ္စကိုတကီကပဲတာဝန်ယူမယ်လို့ဆိုရင်သူ့လုံးပါဆိုတဲ့ဂျန်မှာမျက်မြင်သက်သေကိုချိန်ချောက်မှုပေတီယာတွင်းရှိနေမှုနှစ်ခုနဲ့တင်ထောင်ဆယ်နှစ်ကြာနိုင်တာမို့မှတ်တမ်းအောင်ရှိဘူးတဲ့ဂျန်ဆိုရင်တသက်တကြုံလို့တတိပေးပါတယ်။လက်ထောက်မန်နေဂျာကိုဘာကိစ္စရက်ခဲ့တာလဲပြီးတော့နောက်တစ်ခါတနက်တွေနဲ့ဗန်ထဲဝင်လာရင်အချက်ပေးထမ်းမနစ်ရဲအောင်လို့ဖြေပါတယ်။သူတို့ကိုဖမ်းပေးမှလားဆိုတဲ့ကလျာ FBI ဆိုတာအသုံးမကျသူတွေမဟုတ်ပဲသူတို့ဘယ်မှာရှိနေလဲတောင်သိနေပြီလို့ဆိုရင်ဘော့စတွန်မှာဖြစ်ခဲ့တဲ့ဓမြမှု390ကျော်ဟာတကဘာလုံးကအမှုတွေထက်များနေတယ်လို့90ရာခိုင်နှုန်းကချားစတောင်းရက်ကွက်ကလာတာလို့ဆိုပါတယ်။လက်နက်ကဓမြမှုဖြစ်တာနဲ့ချားစတောင်းရက်ကွက်တရားကိုပိတ်ပစ်လိုက်ပြီမဲ့အချင်းချင်းကျွတ်လို့ကူညီနေကြတဲ့ထိုးလူတွေကမျက်ခြေဖြတ်တာမြန်တယ်လို့ဗန်ဓမြမှုတိုင်းကသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာလိုပဲလို့ဆိုပါတယ်။နေတစ်ခုထန်ရောက်လာတဲ့တက်ကီတို့နှစ်ယောက်ဟာအိမ်ရက်ချီနေကိုကြည့်ရင်တော်ရုံငွေရှိုံနဲ့မရကြောင်ပြောနေတဲ့တက်ကီကငွေပဲကရရဆိုပြီးဆေးကြောက်ရောက်နေတဲ့ကောင်စီယုံကြည်သွားရင်းနှီးခဲ့သူဂျန်ကိုလှောင်နေပါတယ်။ဒီအချိန်အခန်းထဲကထွက်လာတဲ့လူတစ်ယောက်ထံကဆေးကြောက်100 ဂရမ်ကိုအယောင်းဝယ်လုပ်ခဲ့ပြီးပန်းတိုင်တစ်ခုထန်ငွေသွားပေးပါတယ်။အချိန်ပြည့်ငွေရှာလိုက်သုံးလိုက်ဖြုံးလိုက်လုပ်နေတဲ့ချားစတောင်းသားတွေထဲမှာတယောက်ယောက်ကိုဖမ်းမိသွားရင်တော့ကိုလူကိုဖော်မလားထောင်ထန်လားဆိုရင်ထောင်ထဲကိုအနှစ်40လောက်အေးဆေးဝင်နေမဲ့ကောင်တွေပဲဖြစ်ပါတယ်။လူငယ်ဆွေးနွေးရေးဘက်ထံရောက်လာတဲ့တက်ကီဟာလူသားတွေအပေါ်ဖျားသခင်ကကဲတင်တာမဟုတ်ပဲကိုပါတနာကသာကိုကြီးဖေးမခဲ့တာဆိုတဲ့စကားဝိုင်းကိုနားထောင်နေပါတယ်။နောက်တည့်ရက်ကလျာရဲ့အိမ်နီးမှာသွားဆောင်ကြည့်နေခဲ့ပြီးကလျာဝင်သွားတဲ့လောင်ဒရီထဲလိုက်ဝင်သွားတော့သတင်းစာဖတ်ချင်အောင်စောင့်နေတဲ့သူကိုအကျွေးသိလဲတဲ့ဆက်ကုံသွားလို့အကျွေးသိရှိလာမေးလာသူကလျာကိုမပါဘူးလို့ဖြေလိုက်တာကြောင့်အိမ်မှာပဲပြန်လန်းတော့မယ်လို့ရှေ့ရွနေပါတယ်။လက်ထောက်မန်နေဂျာထူးရိုက်ခံခဲ့ရတဲ့မြင်ကွင်းတွေပြန်ပေါ်လာပြီးငိုနေတဲ့ကလျာအားအဆင်ပြေလာလို့မေးလိုက်ပါတယ်။ဒါကြောင့်ဒီတစ်ပတ်တည်းစိတ်ညစ်စရာတွေများနေလို့တတိလက်လုံးငုံမိတဲ့အပေါ်ရှက်စရာပဲလို့ဖြေတဲ့အတွက်သူဆိုရင်လည်းနားလည်မှုအဖြစ်နဲ့ကောင်မလေးတွေရှိတဲ့လက်သက်ပြင်နိုင်လို့နေရာမျိုးမှာငိုရတာကိုသဘောကျတယ်လို့ဟာသားလုပ်ပါတယ်။ပြီးတော့သူအကျွေးသိမပေးနိုင်တာကိုအားနာတဲ့အနေနဲ့အေးလိုက်တိုက်ရင်ကလျာရဲ့အစိုးဆုံးလေးတွေအကြောင်းနားထောင်ပေးမယ်လို့ကမ်းလှမ်းပါတယ်။တစ်ဖက်မှာ FBI အေဂျင့်တွေကလက်နက်ရောဆေးတွေရောဖောဖောတီတီသုံးနေတဲ့တရားခံတယောက်ကိုဝင်ရောက်ဖမ်းဆီးနေပြီးတယောက်တည်းထောင်ဆယ်နှစ်မကြခင်ကောင်မလေးမဟုတ်တဲ့အခြားအပေါင်းပါတွေကိုအမှုခွဲပေးဖို့စကားခေါ်ပါတယ်။ Cambridge ကဗန်တမြမှုအကြောင်းနည်းနည်းစစ်မေးကြည့်တော့အရေးပေါ်အချက်ပေးစနစ်ကိုကြော်သွားခဲ့တာဘယ်သူမှမဆိုဖြစ်နိုင်ပြီးသူကြားရတာတော့လမ်းဆောင်ကလျှက်စစ်ပုံးကိုနှိုက်သွားတဲ့ကောင်လေးတယောက်ရှိတယ်လို့ဖြေပါတယ်။ကလျာနဲ့ဆိုင်ထိုင်နေသူတက်ကီကိုဘာလုပ်လဲမေးတော့ Boston အုပ်တဲ့ကြောက်လုပ်ငန်းဆိုတဲ့တက်ကီဟာသူမ Charlestown က Bright အသင်းမှာလုပ်ဝင်တဲ့အချိန်ကလေးတွေကဒူးနီလို့ခေါ်တာဘာအတိတ်ပဲလဲမေးကြည့်တဲ့အခါအဲ့ဒါ Charlestown မျိုးကမဟုတ်တဲ့သဘောလို့ရှင်းပြပါတယ်။အပြန်လမ်းမှာကလျာရဲ့မွေးရမြေမှာဆိုရင်လေတစည်းပိုင်ုံနဲ့တထေးလို့ပြောနေရကြသူတကယ်ချင်းပိုင်နဲ့လေရှိရထန်ခေါ်သွားပါတယ်။အဲ့ဒီနောက်လေဝမ်းထဲကရှမ်ပိန်ကိုအရက်မတော့တဲ့သူတက်ကီကကလျာတွန်းခဲ့ပေးလိုက်ပြီးသူ့ဘဝမှာဘယ်ကောင်မလေးကိုမှဒီနေရာကိုခေါ်မလာဘူးတဲ့အကြောင်းပြောပြပါတယ်။ရုတ်တရက်ကြီးဗန်တမြောက်တွေနဲ့ပတ်သက်တာဘာသိလဲမေးလာလို့ဘာကိုလဲဆိုတဲ့တက်ကီဟာရှင်က Charlestown နယ်ကမို့ဓမြအချို့နဲ့သိမဲ့မဟုတ်လားဆိုတဲ့အခါလူတွေကချက်ကပြောဆိုနေကြတာလို့လှည့်နေရပါတယ်။သူတို့ငယ်ငယ်ကရေခဲမှုဆိုင်နဲ့မျက်နှာချင်းဆိုင်မှာ roster အထာနဲ့လူမိုက်တွေလာထိုင်ရင်ထိုဘားကိုတစ်ဖက်လမ်းကကြည့်ရင်သူတို့လို့ဖြစ်ဘူးချင်ခဲ့ပေမဲ့အခုတော့ဟော်ကီပဲကစားချင်တယ်လို့ရှုံအောင်ပြောပြလိုက်ပါတယ်။နောက်ရက်ဟော်ကီပွဲကြည့်နေသူတက်ကီဟာလိုင်စင်ကိစ္စစစ်ဆေးပြီးပြီလားလို့ဂျမ်ကလာမေးနေလို့ကလျာကိုရှင်းစရာမလိုတော့ကြောင်းအသိပေးလိုက်ပါတယ်။ချစ်ကနေဆိုဖြစ်ချင်ခတ်ချင်နေတဲ့ဂျမ်ကြောင့် Charlestown ကကောင်တွေအကုန်လုံးလျှက်စစ်ခုံပေါ်ရောက်ကုန်မယ်လို့ပြောတော့သူကစိတ်အေးချင်ုံမှာဆိုတဲ့အတွက်အားလုံးအေးဆေးဖြစ်သွားပြီလို့ပြောပြလိုက်ပါတယ်။ FBI ဘက်မှာတော့ဓမြမှုမှာအသုံးချသွားတဲ့လျှက်စစ်ပုံးကို
ကိုစစ်ဆေးနေကြပြီးကျွမ်းကျင်စွာသုံးသွားပုံအရဒီမျိုးနယ်တွေကဝန်ထမ်းတွေကိုအရင်ရှာဖို့ပြင်ပါတယ်ပြီးတော့ကလျာနဲ့တွေ့ချိန်မှာ sandwich ကိုလှန်လောနေလို့မကြိုက်ဘူးလားမေးတော့ဒီတမျိုးနယ်လုံးကိုလှည့်ဖမ်းထားတဲ့သူအတွက်စားမဲ့အစာကိုတန်တရားဝင်နေရလို့ဖြေပါတယ်ဘသူကဒီလိုလုံးမှလဲဆိုရဲကလျာသူတို့နဲ့ပူပေါင်းမှုသူတယောက်ကိုမိရှုံးပူတာပေါ်ကတွန်းချပြီးသွေးရိုင်ထဲမှာအသက်ထွက်တဲ့အထိနှိပ်စက်သွားမှုတဲ့ဒီတမိုင်ပတ်လက်ရက်ကွက်ဟာနေကန်တွေကြီးပဲလို့အမှန်တိုင်းပြောပြပါတယ်ညဘက် HT ဒက်ကီလာခေါ်ချိန်မှာမျက်နှာပြတ်နေလို့မေးကြည့်တော့သူမစိတ်ထဲအခြားတစ်ခုတွေးနေပြီးဒက်ကီပြောသမျှကိုနားထောင်သလိုဟမ်ဆောင်ကျင်တာကြောင့်ပြီးခဲ့တဲ့အပတ်ကသူမတို့ဘန်ကိုဓမြဝင်တိုက်ခဲ့တဲ့လူလေးယောက်ဟာသူမကိုတစားကန်ဖြစ်ဖမ်းခေါ်သွားပြီးပြန်လို့မပေးခင်ကန်းချီကရေကိုထိတဲ့အထိလမ်းလျှောက်ခဲ့ရချိန်မှာသူမဘွားရဲ့အကြဆုံးရှောက်ခဲ့ရတဲ့လမ်းလို့ရင်ဖွင့်ပါတယ်ချောင်းထဲကြတော့မလို့ခံစားလိုက်ရပြီးနောက်မှာရေကိုထိမိလိုက်တဲ့ဆိုတဲ့ကလျာအားသူစိတ်မကောင်းမှဘူးဆိုတော့ရှင်းပြမမဟုတ်တာလို့ပြောတဲ့ကလျာရဲ့စကားထဲမှာ FBI လို့ပြောလိုက်တဲ့အတွက်မင်း FBI နဲ့အလုပ်တွဲလုပ်နေရလားလို့မေးပါတယ်ဖုန်းဆက်တယ်လို့လူချင်းနဲ့လာတွေ့တဲ့ agent တွေဟာတဲလွန်စာကိစ္စမျိုးတော့မပြောဘဲ Charleston ကိုပိုက်စိတ်တိုက်ရှာနေတဲ့အကြောင်းသိလာရပြီးကလျာကလည်းမျက်နှာပိုးစုံတဲ့လူတွေရဲ့အတန်ကိုပြန်ကြားရင်သူမမှတ်မိလောက်တယ်လို့စပြောပြရင်လက်ထောက်မန်နေဂျာကိုရိုက်သွားခဲ့သေးလို့မျက်လုံးထိသွားရလို့ဆိုပါတယ်တည်င်းတော့သွားမမရသေးဘူးဆိုတဲ့ကလျာကြောင့်သူတို့သွားရမယ့်နေရာကိုသိပြီဆိုကဆေးရုံလိုက်ဖို့ပြီးတော့ရဲမြင့်ပြီးတက်နေသူတက်ကီကိုသူ့လက်ထောက်နဲ့မိတ်ဆက်ပေးမယ်လို့ခေါ်ပါတယ်ထိုစကားဝိုင်းကနေပြန်ထွက်လာတဲ့တက်ကီကိုအကြီးသားတများမှုမှာခွေးမသားတများတွေကဒီလူကိုရိုက်သွားတာလို့ရဲကပြောနေတဲ့အတွက်သူတို့ဒီကိုတောင်လာကျင်လာနိုင်တာမို့ခမည်းစောင့်နေလို့တော်သေးကြောင်းကျွဲလိုက်ပါတယ်အပြန်လမ်းမှာဓမြတယောက်ရဲ့ခုတ်ပေါ်က Iris တက်သားပုံစံတက်တူကိုသူမတေချာမြင်ခဲ့ပြီမဲ့သက်သေယူခံရမှာဆိုလို့ FBI ကိုမပြောမိခဲ့တာမှန်ရဲ့လားဆိုတဲ့ကလျာကိုအဲ့လူမှပြစ်မှုအောင်ရှိပွင့်ရင်ဖမ်းမိနိုင်တယ်လို့ပြောတင်တယ်ဆိုပေမဲ့ညနေသက်သေဖြစ်တဲ့ကလျာကတော့ပြဿနာတက်နိုင်လို့ FBI ကလုံခြုံတဲ့နေရာပို့ပေးလိမ့်မယ်လို့ပြောပြပါတယ်ပြီးတော့ FBI ဆိုတာအိမ်အမြန်ပြန်ညသာစားခြင်းလို့လူသုံးဖမ်းခြင်းတဲ့လူတွေသာဖြစ်လို့ကလျာအနေနဲ့ကိုကိုကောက်ွယ်ရန်ထိုသက်သေကိုထုတ်မပြောပဲခွက်ဖဲအဖြစ်ထားဖို့တိမ့်သွင်းကသူဒါတွေကို CSI series တွေကြည့်ရင်သိလာတာလို့ဆိုပါတယ်အိမ်ပြန်ပို့ပြီးတော့ကလျာစီးနေတဲ့ကားကိုလူအချို့ကဖျက်ဆီးခဲ့ပြီးလမ်းလျှောက်ရင်လည်းပလင်းတွေနဲ့ပြစ်ပေါက်တက်မှန်တိလိုက်တာကြောင့်သူတို့ပုံစံတွေကိုမှတ်မိလာမေးကဂျန်စီရောက်သွားပါတယ်ဘာလို့လဲဆိုတာမပြောပဲသူလူတအုပ်ကိုရိုက်ပြရှိတယ်ဆိုတော့ဘယ်ကားယူသွားလို့ရမလဲဆိုပြီးကန်ဒီအပြေရလူမဲတယောက်ထန်သွားပါတယ်ထိုလူစီကစေးဝင်ရင်လမ်းပေါ်မှာပြဿနာရှာနေတဲ့ကောင်တွေရဲ့လိပ်စာစုံစမ်းကတူနဲ့နဲ့ဖုံးတွေဝေလိုက်ပါတယ်အဲ့ဒီနောက်အိမ်ထဲကလူကိုဘီယာပလင်းနဲ့ရိုက်ခွဲကဘဲလန်းနဲ့ပစ်တာလည်းမေးပြီးတူနဲ့ထုချခဲ့တဲ့အပြင်ကန်ဒီစီကကိုကိန်းတွေဖြူလိုက်တဲ့တက်ကီကစိတ်တိုင်းမကြရင်တပတ်ပြန်ပတ်လာအောင်မယ်လို့ပြောခဲ့လိုက်ပါတယ်ဘာကူမှနားမလဲပဲလိုက်လာတဲ့ချန်ကတော့မင်းငါးညီတက်ကီနဲ့ဘာညီထားလို့လဲမေးပြီးတနက်နဲ့ထုတ်ပစ်ခါမျက်နှာဖုံးချွတ်ပြပြီးသူ့မျက်နှာကိုမှတ်ထားဖို့လည်းမှာခဲ့လိုက်ပါတယ် FBI ဘက်ကလျှက်စစ်ပုံးကိုဖျက်ဆီးသူကိုတိလာရပြီးပြင်းမှုမှတ်တမ်းမရှိတဲ့ဒီဘဲဟာအလုပ်သမားကောင်းကိုသူ့အလုပ်လာကြောင်းအမြဲလိမ့်တတ်ပြီးမဲ့ပုဂ္ဂလိကပိုင်ကုမ္ပဏီကတော့ခွင့်ရက်တွေတည်နေရမို့တိုက်စစ်ကြည့်တော့သူအလုပ်လာတဲ့ရက်တွေမှာ Boston ဘန်ကမ်မင်လက်နက်ကင်မှုနဲ့ကုန်တယ်ဓမြတိုင်းမှုတွေဖြစ်ခဲ့မှသိလိုက်ရပါတယ်ဒက်ကီကတော့သူ့မိခင်အိမ်ကထွက်သွားတဲ့အကြောင်းတွေကိုနားကျင်သွားပြောပြနေပြီးအဲ့မတိုင်ခင်တစ်နှစ်ကခွေးလေးပြောက်သွားတော့ကလို့ကျောင်းသွားမဲ့အစားသူ့အမေကိုမြင်မိလားလို့လိုက်မိခဲ့ဘူးပေမဲ့သူ့အမေမဖြစ်ချင်တော့လို့ထွက်သွားမှကြားလေးနားလည်လာလေလို့ဆိုပါတယ်သူ့မိသားစုအကြောင်းသိသွားပြီဆိုပေမဲ့သူ့တိုက်ခန်းကိုတော့အလဲခေါ်မှမဟုတ်ဘူးလို့စားနောက်တဲ့အခါကလျာကတော့ဘလောက်ဆုံးမှမဟုတ်လို့လဲလို့တုံ့ပြန်ပါတယ်တစ်ဖက်မှာဒက်ကီတို့ရဲ့ခြံဝင်းပါတီကို FBI ကဓာတ်ပုံတွေရိုက်ယူသွားခဲ့ပြီးပထမဆုံးတန်တရားရှိသူ22နှစ်သား Desmond Allen ကစလို့ Boston မှာ Evan Malone နာမည်နဲ့တူတဲ့ရှိသူဟာလူတစ်ယောက်ကားတော့ရှာနေချိန်မှာသူကကားဆက်နိုးပြီးလောက်တဲ့အထိပါရမီပါလာသူဖြစ်ပါတယ်။ James Conner ခေါ်ဂျန်ကတော့အသက်18နှစ်တုန်းကသင်္ချိုင်းတစ်ခုမှာလူတစ်ယောက်ကိုကြီးမရလို့ဆိုပြီးပြစ်တက်ခဲ့မှုတာကြောင့်ထောင်ဒဏ်9နှစ်ကျခဲ့ပါတယ်။ဒီတော့ဗန်တများမှုတိုင်းကိုချက်ချက်လက်ချက်အစီအစဉ်ဆွဲနေသူကအဲ့လိုရန်ဘလူးမဟုတ်နိုင်ပဲသူ့ချစ်ရဆုံးတငယ်ချင်းလည်းဖြစ်သူညမနဲ့လည်းတွဲနေတဲ့ Dark McGee ပဲဖြစ်ပြီးဒက်ကီရက်ပြီးစီနီယာမဂီဟာငွေသိန်းကအဆောင်တစ်ယောက်ကိုသူ့မျက်နှာမြင်သွားလို့ပြစ်တက်ခဲ့မှုတဲ့နောက်ဘယ်ဒရိုင်ဘာမှခေါင်းကိုတနက်နဲ့ချိန်တိုင်းတော့ကားပေါ်ကမစင်းရဆိုတဲ့စီကံထုတ်ခဲ့ရတာဖြစ်ပါတယ်။ဟော်ကီအသင်းကအထောက်ခံလိုက်ရတဲ့ဒက်ကီဟာဗန်တစ်ခုကိုပြင်းမရတဲ့တနက်နဲ့ဓမြတိုက်ခဲ့လို့ထောင်ရှင်းလာကြခဲ့သူဖြစ်ပြီးအောက်စီကိုတင်ဆွဲသွားတဲ့အတွက်ဟော်ကီကစားသမားဘွားကိုဆုံးခဲ့ရပါတယ်။ဒီတော့သူတို့၄ယောက်ကိုဆွဲချက်တင်ဖို့အမှုတိဆောက်ရန်ပြင်ဆင်လိုက်ပြီးတစ်ဖက်မှာကလျာနဲ့နေတဲ့သာစားနေသူဒက်ကီစီရောက်လာတဲ့ချန်ကဘာလို့နေရလဲဘသူနဲ့ထိုင်နေရလဲမင်းနေလို့ဒီကသွားရအောင်လို့ခေါ်ထုတ်ပြီးမဲ့ထိုင်နေသားမှလို့ဆိုပါတယ်။တားတဲ့ငန်းကပြန်လာတဲ့ကလျာနဲ့အပြန်လည်နှုတ်ဆက်နေတဲ့ချန်ကဒက်ကီနဲ့သူက6နှစ်သားကလေးကခင်လာတာမို့ညီကိုလိုပဲလို့ပြောနေချိန်ဒက်ကီကတော့ဂုတ်ကတက်တူးကိုသာအာယုံရောက်နေပါတယ်။ကလျာရဲ့အလုပ်ကြောင်းတွေမရင်အပန်ကိုဓမြဝင်တိုက်သွားကြောင်းဖတ်ဖူးတဲ့ဆိုပြီးစကားတွေစုပ်ကောင်းနေတဲ့ဂျမ်မြဲကုတ်ကိုကန်ကပြန်ခိုင်းလိုက်ပါတယ်။အဲဒီနောက်မင်းဘသူကိုလိုက်နေရလဲသွားမိတဲ့အခါသူမြင်ရတဲ့လောက်တော့ဒက်ကီသွားညှိနေတဲ့စော်ကသူတို့တစ်ဖွဲ့လုံးကိုရဲလက်အပ်မဲ့လို့ပြောရင်ညံသုံးရမယ်ဆိုတဲ့ဒက်ကီကိုသူလဲလက်ထောက်မန်နေဂျာနဲ့သွားအိတ်လိုက်ရင်စမတ်ဖြစ်သွားမယ်မဟုတ်လားဆိုကနောက်လောက်တော့အသင်းပြင်ခိုင်းနေရကြအခုစောင့်ကြည့်နေတဲ့အဆောင်ကဂျီယာဂျိုးထားနေမို့သူကသူအေဂျင့်လို့မထင်တဲ့ဝါတော့ဒရိုင်ဘာအလက်တီစောင့်ရန်ပြောပြီးမဲ့လက်မခံတဲ့ချန်ကိုငါတို့အဖမ်းခံရရင်ဘသူကြောင့်လဲတတိယပေးလို့မှာခဲ့လိုက်ပါတယ်။ထောင်ကိုအဲတွေးဖို့ရောက်လာတဲ့ဒက်ကီတယောက်သူလာတွေ့တဲ့အခါတိုင်းစောင့်ကြည့်စစ်အနီရောင်ဝဲဆောင်နဲ့ဖခင်ဖြစ်သူကိုပြဿနာရှာနေပြန်ပြီလားလို့မေးပါတယ်။တနေ့လောက်အေးစိနေလိုက်ရင်ဘသူမှပြဿနာမရှာတော့မဲ့ထောင်ကိုရွှေ့ရမှာလို့ပြောတော့အောက်ကလေးတွေကိုကျောင်းမကံမသိအောင်ပြပေးလိုက်တာလို့ဆိုပါတယ်။ပြီးတော့သူစိတ်ပြေလက်ပြောက်ခီးထွက်ချင်တယ်ဆိုတဲ့အခါရောက်နေတဲ့ဇန်ကားတဲ့ကြောင့်စတေးရှောင်မလို့မဟုတ်လားဆိုတဲ့ဖခင်ကိုသူပြန်လာပါမလားမသိကြလို့မေးကြရှိတာကဘာလို့သူ့ကိုမရှာလဲဆိုတဲ့အခါဘသူကိုပြောတာလဲလို့မေးပါတယ်။အမေကိုလိုက်လဲမရှာစုံစမ်းတာလည်းမရှိဘူးဆိုတော့မင်းမေထွက်သွားတော့ကအသေးလဲငိုနေတဲ့မင်းကိုလိုက်ရှာရင်တွေ့မှာပေါ့လို့ပြီးတော့ပြောခဲ့ပေမဲ့ဒီလောက်ထိဆွဲလန်းနေမယ်မထင်ကြောင်းသာဖြေပါတယ်။ဒါပေမဲ့တည်င်းပေါက်ပြင်ကိုကြည့်လိုက်ရင်ကလေးမလို့ခြင်းနဲ့အသက်20နှစ်အရွယ်မိန်းကလေးများကြီးတွေ့ရမှာဖြစ်ပြီးမင်းအမေကလည်းအဲ့ထဲမှာပါခဲ့တာမို့လိုက်ရှာစရာမလိုမှလက်ခံရမှာမင်းပဲ
ပဲလို့အဖြစ်ပေးရင်ထွက်သွားပါတယ်မျိုးရဲ့အားကစားခမ်းမမှာဒက်ဂီရဲ့ဟော်ကီကစားသမားဘော်တုံးကဓာတ်ပုံတွေ့ခဲ့တဲ့ဆိုတဲ့ကလျာကိုစကိတ်နောက်ပြန်မစီးတက်လို့အသင်းကထွက်ခဲ့ရကြောင်းပြောရင်အိယာဝင်ခဲ့ကြချိန်မှာကလျာတယောက်သူမကန်းကြီးကိုလမ်းလျှောက်ဆင်းခဲ့ရတဲ့မှတ်ညံတွေပြန်ပေါ်လာပါတယ်အဲ့ဒီနောက်အဲဗာကသပင်းတွေဝယ်ယူနေပြီးဂျန်နဲ့ဒက်ဂီတို့လည်းလက်နက်ပြေဆုံးပြင်ဆင်ကမျိုးထဲထွက်လာပေမဲ့8:45မှာရောက်ရမယ့်ကားကိုမမြင်ရသေးလို့ပတ်ရှာနေချိန်ကားကရောက်လာပါတယ်ဒါကြောင့်မျက်နှာဖုံးတွေကောက်သွတ်လိုက်တဲ့ဒက်ဂီတို့ကိုကလေးတယောက်ကလိုက်ကြည့်နေပြီးဗန်ရဲ့ငွေတဲကားကိုလက်နက်တွေနဲ့ဝင်စီးလိုက်ကြပါတယ်ငွေသိမ်းလို့မပြီးခင်ရဲလာနေပြီလို့ရေဒီယိုကကြားလိုက်ရသလိုဒရိုင်ဘာပြောင်းနေလို့ကြည့်လိုက်တော့ဒက်ဂီကိုတနက်နဲ့ထောက်ထားတဲ့အတွက်ကြာမစင်းစားတတ်တဲ့ခြံကပြက်လိုက်ပြီးကားပေါ်မှာပဲနေတင်တာလို့ပြောခဲ့ပါတယ်အဲ့ဒီနောက်အဲဗတ်ကိုဖြည်းဖြည်းမှန်မှန်မောင်းခိုင်းနေချိန်ကင်းလဲလာတဲ့ရဲကားကြောင့်လမ်းကြားတွေကလွတ်အောင်ပြေးနေရပြီးစားသက်လက်မြောက်ခိုင်းနေတဲ့ရဲတွေကိုကြီးကုန်ပစ်ခါနောက်ကလိုက်နေတဲ့ရဲကားတစ်စီးကိုတော့စီးလာတဲ့ကားကိုမီးရှို့ခဲ့လိုက်ပြီးအေးဆေးစွာကားနောက်တစ်စီးနဲ့ထွက်ပြေးသွားကြပါတယ်ဒီကြောင့်တည်ရလာတဲ့အတန်ကတရားကိုပိတ်ချခိုင်းလိုက်ပြီးမဲ့ရေဒီယိုကြားပြတ်နားထောင်နေတဲ့ဂျန်တို့ကဘော့စတွန်လမ်းမတစ်လျှောက်ကိုဖြိုဖျက်ပြစ်အောင်လုပ်ခဲ့ပြီးလွတ်မြောက်သွားကြပါတယ်အဲ့ဒီနောက်သူတို့စီးလာတဲ့ကားတဲ့တဲလုံးသားတွေရှုပ်ထွေးအောင်လုပ်ပြီးထွက်လာချိန်ဘေးမှာရက်နေတဲ့ရဲကားပေါ်ကရဲကြောင့်ဘာလို့ရမှန်းမသိဖြစ်နေပေမဲ့တစ်ဖက်လှည့်သွားပြီးမို့ခက်တီတီနဲ့နောက်ကတစ်စီးယူစီးသွားကြပါတယ်ဘာတဲလုံးသားမှမရတဲ့အေဂျင့်တွေဟာအပျော်တမ်းမဟုတ်တဲ့ကောင်တွေကိုခေါ်စစ်လို့ရအောင်ကားတွေကတခုခုရှာခိုင်းလိုက်ပြီးအလုပ်ထဲကတန်ကီကိုအရင်ဖမ်းလိုက်ပါတယ်တန်တရားရှိတဲ့၄ယောက်လုံးကိုဖမ်းပြီးချိန်မှာဂျန်ကရှင်းနေတာခေါ်ခိုင်းနေပြီးဂျန်တဲ့လူတွေကိုလည်းသူတို့អော်ခဲ့မှုတဲ့စကားတိုင်းစာရွက်ကြည့်ပြီးဖတ်ခိုင်းမိမယ်အကုန်တလွဲတွေရှောက်ပြောနေလို့ခေါင်းစားနေကြပါတယ်ဒီတော့နေမြေမှုကင်းဌာနမှာဒီလိုကပဲခေါင်းဆောင်ဖြစ်တဲ့တန်ကီကိုခေါ်ကထောင်ထဲကမင်းအဖေကိုပိုကောင်းတဲ့နေရာပေးမယ်လို့ညှိနှိုင်းမိမယ်အတိုင်းဝါတစ်ခုထဲမှာကိုယ့်အပေါ်ယုံကြည်ခဲ့သူကိုချွတ်လိုမျိုးရိုးဝါချက်တွေဖော်ထုတ်ပြီးထောင်ထဲထည့်ခဲ့တဲ့ဒီလိုမျိုးကိုသူယုံလို့ရမလားမေးတော့ဗန်ကားပေါ်က DNA ရှာတွေ့ထားတယ်လို့ခြောက်ပါတယ်နောက်မှဝင်လာတဲ့အေဂျင့်အတန်ကလည်းမနက်9နာရီဒီ rifle တွေနဲ့ဓမြတိုက်ခဲ့တဲ့အပြင်အဆောင်တယောက်ကိုပြစ်ခဲ့တဲ့မင်းတို့ကိုရှိသမျှရဲအကုန်လိုက်နေပေမဲ့အဆောင်တိတ်မသွားတာကကံကောင်းသွားတယ်လို့ဆိုပါတယ်တကယ်ဆိုအဲ့ဒီအဆောင်မှာတည်လိုက်ရင်မင်းတို့တစ်ဖွဲ့လုံးကိုအကြောသိသေးနဲ့ကွက်မြက်ခွင့်ရမှာဖြစ်ပြီးအခုပုံပွင့်လင်းလင်းပြောရရင်ပုံမှန်ဆိုအပြစ်ဝင်ခံမှာကထောင်နှံရှော့ပေါ်မှာဖြစ်ပေမဲ့မင်းတို့ကတော့အပေးယူမရှိပဲအယိုးဆွေးအောင်ထောင်ထဲပြစ်ထက်မှာလို့စိတ်ခေါ်ပါတယ်ဒက်ကီကတော့နောက်တက်ကသူတို့တပ်ဖို့လိုချင်ရင်လည်းအပေါ်ပိုင်းပလာချင်းပုံပို့ပေးမဲ့အကြောင်းနဲ့သူတို့ Charles Town ထဲမှာ ASEAN အင်တာနာကြီးတကားကနေအကင်လောက်စောင်းနေချိန်လာခိုးကြည့်တာကိုရက်ခွက်ထဲကကလေးကအစသိတယ်လို့ချီပါခဲ့လိုက်ပါတယ်လမ်းစားရှာမရတဲ့အတန်နဲ့ဗန်ရဲမန်နေဂျာကလျာကိုဆက်သွယ်ပြီးနဲ့အလုံးမလုံးတော့ဘူးဆိုတာကြောင့်ဝရမ်းထုတ်ဖို့ပြရပေးလိုက်ပါတယ်ဒနာတိုက်လာတဲ့ငွေနဲ့ကလျာကိုဆွဲကြိုးလက်ဆောင်ပြီးတဲ့အခါသူမအလုံးထွက်လိုက်ပြီးမို့ပရိုက်တာပဲလုပ်ရမလားစာတင်ရင်ကောင်းမလားဆိုလို့ဘဝပြောင်းလဲဖြစ်သွားသူနဲ့တူတနေရာကိုထွက်သွားပြီးစူးစမ်းကြမလားလို့မေးပါတယ်ဘယ်ကိုလဲပြီးတော့နေရာချင်းချင်းလေးဆိုရင်လည်းအဆင်ပြေတာကြောင့်ဖလော်ရီဒါသို့မဟုတ်နယူးမက္ကဆီကိုလည်းရတယ်ဆိုတဲ့အခါသူမအခန်းချင်းရင်အင်တိုင်းမဂ္ဂဇင်းထဲမှာသူမကိုပလင်းတွေနဲ့ပြစ်ပေါက်ကြံရှာခဲ့သူကိုတနက်အပြစ်ခံလိုက်ရကြောင်းတွေးလိုက်တယ်လို့ပြောပြပါတယ်လမ်းပေါ်တက်ဆေးကြောက်ရောင်းနေမှာတော့အစော်ခံရမှာပဲဆိုလို့ဆေးကြောက်ရောင်းတာဘလို့သိလဲပြီးတော့သူနေတဲ့ရက်ကွက်ကြောင်သူသိတယ်လို့ညာလိုက်ပြီးမင်းကိုပြဿနာရှာတဲ့ကောင်တွေထိခိုက်သွားတာဖြစ်တဲ့နယ်လို့ပိတ်လိုက်ပါတယ် FBI ဘက်မှာတော့ကလျာနဲ့တစားကန်တယောက်ဖုန်းပြောထားတဲ့အတန်ရှိလို့ဘသူ့အတန်လဲနားထောင်နေကြပြီးကလျာရဲ့အိမ်ကိုလိုက်သွားတဲ့အတန်ကတရားခံစင်းကိုသိရပြီဆိုကဒက်ကီရဲ့ပုံကိုရင်းနှီးတယ်မထင်ဘူးလားလို့မေးပါတယ်မင်းကိုယ်တိုင်မိကန်တက်တာကိုဖွင့်ပေးလိုက်ပြီးမင်းကိုလည်းအန်ရမပေးသွားတဲ့ကောင်နဲ့သူတို့ကိုပေါင်းလိုက်ဖို့ကြံနေတာဆိုရင်တော့ရှင်းနေလို့ပြီလို့တတိပေးပါတယ်တစ်ဖက်မှာဒီလောက်မျက်စိတောက်တောက်စောင့်ကြည့်ခံနေရတာတော့နောက်တစ်ခုလောက်အောင်မယ်ဆိုတဲ့ကြောင့်ဒီမျိုးကထွက်သွားတော့မယ်လို့အသိပြီးတော့သူ့ဘဝတွေကထွက်သွားခွင့်မပေးနိုင်သူတွေရှိတယ်ဆိုတဲ့စကားကြောင့်အဲ့ကလေးကသူနဲ့မဆိုင်ဘူးလို့ညင်ပါတယ်ကလေးဖေကသူမဟုတ်တယ်လို့ DNA စစ်ဖို့စိတ်ကလည်းရှားနေလို့သူမသိကြောင်းနဲ့သူ့ကိုဟိုဟာမလို့ရဒီဟာမလို့ရပြောနေရအောင်မင်းကိုမင်းဘာကောင်ထင်နေတယ်လို့ဂျင်မီကိုမေးပါတယ်ရှင်းအောင်ပြောရရင်မင်းရဲ့မင်းညမမိသားစုရဲ့နဲ့ပျော်ပျော်ရွှင်ရွှင်မိသားစုလို့မနေနိုင်ပဲသူ့ကိုတွေ့ချင်းဖလော်ရီဒါကိုလာတွေ့ဆိုလို့နှစ်ကောင်သားထထိုးကုန်ပါတယ်ပြီးတော့သူလူတက်ခဲ့တဲ့ကိစ္စဟာဒက်ကီစီကိုလက်နက်နဲ့လာနေတဲ့လူတယောက်ကိုတားဆီးရန်အသေးပစ်တက်ခဲ့ပြီးထောင်ကိုနေချခဲ့တာကိုကျေးဇူးတင်တယ်မလို့ပေမဲ့ဒီကထွက်မသွားဖို့တောင်းဆိုပါတယ်ဒက်ကီကတော့သူ့အတွက်ကူညီပေးခဲ့တာကိုကျေးဇူးတင်ပေမဲ့ဒီမျိုးကထွက်သွားတော့မယ်လို့ချေပခဲ့ပါတယ်ဗန်းဆိုင်ကလူတွေကိုလည်းဒီတစ်ခါလုံးမှာသူပါတော့မှာမဟုတ်လို့သူ့လူတွေကိုစိတ်ချလို့ရတယ်ဆိုပေမဲ့ဒက်ကီမပါရင်ကျန်တဲ့လူတွေကိုမသုံးဘူးလို့ဆိုပါတယ်ယတိပြတ်ဆုံးဖြတ်ပြီးပြီဖြစ်လို့မိတ်ပြည့်ဆွေပြည့်ငွေတက်ထပ်ပေးပေမဲ့ဒီလောက်နဲ့မလုံလောက်သေးဘူးဆိုတာကြောင့်ချားစတောင်းမှာလက်နက်ကင်တာတယောက်ထဲမဟုတ်လို့ခမ ကိုခမဘာကောင်ထင်နေတယ်လို့မေးပြီးသူနေတဲ့လိပ်စာမှာမချေနိုင်ရင်အချိန်ပေးလိုက်ရှင်းဖို့လဲစိတ်ခေါ်ပေမဲ့မင်းဖေလို့မင်းလည်းငါအတွက်အလုပ်လုပ်ပေးရမယ်လို့ဆိုပါတယ်မြင်းလောင်ပွဲအတွက်မြင်းတစ်ကောင်ကိုဓာတ်နဲ့တင်းရင်တင်းမဟုတ်ရင်ကံမီကန်နဲ့တင်းရတာမို့အဲ့တုန်းကသူ့ကိုဂလန်ဆန်လုပ်ခဲ့တဲ့ဒက်ကီရဲ့အဖေကိုလည်းမင်းအမေရဲ့အနက်နဲ့ထောင်ထလာအောင်လုပ်ယူပြီးမှကံမီကန်နီးနဲ့ဖြည့်ရှင်းလိုက်တာလို့ဆိုပါတယ်တကယ်တမ်းဒက်ကီတက်တက်လုံးလိုက်ရှာနေတဲ့မိခင်ဖြစ်သူကမပြန်နိုင်ရောက်သွားပြီဖြစ်ပြီးကောင်းကင်ဘုံနဲ့ရောက်မှာမဟုတ်ဘူးလို့တဲပြောလာတဲ့နောက်ဘေးကလူကလည်းတနက်ကိုအတင်းပြင်လိုက်ပါတယ်ဗန်းချန်နားမှာနေတဲ့ကလျာရဲ့နာရီပိတ်စာကိုမင်းစီမပို့ချင်ဘူးဆိုလို့စိုးရင်သွားလိုက်တော့ခြေချိုးကန်းထဲမှာဖုန်းတစ်လုံးနဲ့ထိုင်နေတဲ့ကလျာကသူမအနာကရင်911ကိုခေါ်လိုက်မယ်လို့ဆိုပါတယ်စိတ်အေးထားပေမဲ့သူအကုန်ရှင်းပြဖို့ကြိုးစားခဲ့တာဆိုပေမဲ့ဘလုံးမလက်မခံတော့တဲ့ကလျာကြောင့်ပြန်သွားရပါတယ်မြို့ကခွာပြီးအေးစိနေချိန်ခဲ့တဲ့တန်ကီတယောက်ဆေးရီပြန်သုံးနေပြီးတယောက်တည်းတနက်တွေရှောက်ပြစ်နေပါတယ်ကလျာရဲ့အိမ်ဘက်သွားကြည့်တော့ခြံဝမှာလွမ်းသူပန်းခွေကြီးလမ်းချသွားတဲ့လူကြောင့်ဒေါသကြီးလွန်းပြက်ခါခြံရဲ့ညီမ
ခရစ်စတာစီတွေ့တွေ့ပါတယ်ဖာဂီအတွက်သူ့ကိုချမ်ပါတင်ခြင်းတဲ့ကိစ္စမှာပါမယ်လို့ပြောခိုင်းလိုက်ပြီးပန်းတိုင်ကဖာဂီထံပြန်သွားကနောက်တစ်ခါကလျာကိုထပ်ထိမယ်ဆိုရင်နှစ်ယောက်စလုံးကိုတတ်မယ်လို့သွားပြောပါတယ်နောက်တစ်ရက်စိတ်ဆိုးနေတဲ့ကလျာထံသူအမှန်တိုင်းပြောပါမယ်ဆိုလို့သူမဘန်မန်နေဂျာဆိုတာတီးလို့ချင်းကပ်ခဲ့တာလားလို့မေးနေတဲ့အတွက်ဝန်ခံလိုက်ပြီးကား6စီးနဲ့ဘန်နခုကိုဓမြတိုက်ခဲ့ပေမဲ့သူလူမတက်ခဲ့ကြောင်းအကုန်ပြောပြကကလျာကိုဆုံးရှုံးရရင်နောက်လာရကြတွေဖြစ်လာမှာမို့သူ့ကိုခဏပဲစောင့်ရမှာပါတယ်ဒီလိုနဲ့ဓမြတိုက်မဲ့အစီအစဉ်ကိုဖာဂီကရှင်းပြနေချိန် FBI agent တွေကစောင့်ကြည့်နေပြီးဒီတစ်ခေါက် baseball ပွဲကဘီယာအလုံးရေ6000ကျော်ဘူးရဲ့ရောင်းရငွေဖြစ်စိတန်ကိုအလုံးဒေါ်လာ3သန်းခွဲကိုလူယူရမှာလို့အစီအစဉ်ကိုချပြပါတယ်အခြေကြီးကြံမန်းညမှာတကီတို့နှစ်ယောက်ကွင်းထဲရောက်နေချိန် agent အတန်ကတော့ဘာမှရှိတဲ့ခရစ်စတာကိုပုံမြင်နေအမျိုးမျိုးပြောပြီးဝင်ရောနေပါတယ်တကီနဲ့တွဲမှုတာလားဆိုတဲ့အတန်ကဒေါ်လာ20တန်မှာအရှိ6လမှကျော်ရှိပြီးအထူဘယ်လောက်ရှိတောင်းနေပြောရင်မင်းလောက်ကတကီတို့ငွေကိုပန်းသက်စီပို့ပေးရတာလားလို့ဆွေးနွေးနေပြီမို့ထားပြေးကျင်နေတဲ့ခရစ်စတာကိုဒီတစိမ့်ပြရင်ဖမ်းဖို့လွယ်တယ်ဆိုတာကြောင့်ရှင်းနေခေါ်ပြီးလို့တောင်းပါတယ်တကီရဲ့စီစဉ်ကဘန်ကားကိုကိုကအခန်းထဲဝတ်စုံကိုစီစဉ်ရန်ခရစ်စတာကိုအကူအညီတောင်းတာဖြစ်ပြီးဂျမ်ရဲ့စီစဉ်ကတော့လိုအပ်တဲ့လက်နက်ကိုသာပြင်ဆင်ထားရလို့ဆိုပါတယ်ဒီတစ်ခေါက်ကိစ္စပြီးရင်သူ့ကိုကူညီတဲ့အနေနဲ့ဒီလောကကထွက်ခိုင်းမိမယ်အဲ့လိုဟန်ဆောင်တဲ့လူမျိုးတွေထောင်ထဲမှာအများကြီးရှိပြီးသူ့မှာဒီအလုပ်ပြင်အခြားကိစ္စမတက်နိုင်တော့ဘူးလို့ခြေပါပါတယ်တစ်ဖက်မှာတကီတို့ဆင်သွားတဲ့ဖုန်းက GPS ကို FBI ထံသတင်းပေးသူရှိလို့စောင့်ကြည့်နေကြပြီးငွေတက်ကားဝင်လာတာနဲ့ထိုကားကိုအလုံးရင်းဝင်ပြေးဖမ်းကြတဲ့အခါအခြားလူတစ်ယောက်ထွက်လာပါတယ်ကစားကွင်းပေးကအခန်းမှာစောင့်နေတဲ့တကီထံခရစ်စတာရောက်လာလို့နင်းကိုဒီမှာဖမ်းမိသွားရင်အနှစ်30လို့တတိပေးပေမဲ့အခုတစ်ခေါက်ကိစ္စမှာသူမပါမယ်ဆိုတဲ့ခရစ်စတာကိုအခြားတစ်ယောက်နဲ့ထွက်သွားမှလို့အတိပေးလိုက်ပါတယ်စွဲကြိုးလက်ဆောင်ပေးထားတဲ့ကောင်မကဒီမှာတောင်ရှိမနေဘူးဆိုတာကြောင့်နင်းကိုဘသူပြောလဲမေးတဲ့အခါငှက်ကလေးတစ်ကောင်လို့ဖြစ်တဲ့ခရစ်စတာကိုမောင်းထုတ်လိုက်ပါတယ်ရဲဝဲစုံတွေနဲ့ပြင်ဆင်ထွက်လာတဲ့ဂျမ်တို့နှစ်ယောက်ကိုလူတစ်ယောက်ကလာခေါ်သွားပြီးတကားနောက်ကိုဝင်သွားဖို့နဲ့သူ့ကိုမမြင်ခဲ့ဘူးလို့မှတ်ရန်တတိပေးလိုက်ပါတယ်ကားအစီတန်းကြောင့်ဆေးရုံရောက်နေတဲ့ခရစ်စတာကအေဂျင့်အတန်နဲ့တွေ့ကျင်ကြောင်းခေါ်လို့ရောက်လာပြီးနေအခုဆေးကြောက်တွေရောအရက်တွေပါတုံးလာလို့ကလေးကိုစောင့်ရှောက်ရေးကရခေါ်သွားတော့မှဖြစ်ကြောင်းအသိပေးနေချိန်အထုံးချကန်ဖြစ်ခဲ့တဲ့သူမကိုဒန်ကီကဒီကိစ္စပြီးရင်ထားခဲ့တော့မှဆိုတဲ့အတွက်ဘာပြီးရင်လဲလို့မေးပါတယ်ကစားကွင်းမြေရောက်ခန်းကအခန်းတစ်ခုကိုဂလိုက်တာနဲ့ဖြောင်းဝင်လာတဲ့ဒန်ကီတို့ဟာ CCTV ပိတ်ပစ်လိုက်တဲ့ဒက်စမန်ကြောင့်အဆောင်တွေကိုအရေးပေါ်ခေါ်ထားသေးလားလို့မေးရင်ဝင်ရောက်သွားပြီးမင်းတို့ ID ကတ်တွေပြသန်းလို့တောင်းပါတယ်တနက်ထုတ်ကန်လိုက်တဲ့အဆောင်တွေကိုမြေပေါ်မောက်ဖမ်းဆီးလိုက်ပြီးနောက်ငွေခန်းထဲကလူနှစ်ယောက်ကိုမင်းတို့မိန်းမတွေဒုက္ခမရောက်ချင်တကားဖွင့်လို့ချိန်ချောက်ကဒေါ်လာ3သန်းခွဲကိုအေးဆေးစွာယူပြီးပြန်ထွက်လာကြပါတယ်အဲ့ဒီနောက်ကြိုတင်ပြင်ဆင်ထားတဲ့ကားပေါ်ငွေအိတ်တွေတင်ပြီးအဝတ်စားလဲနေတဲ့တက်ကီတယောက်ဒိတ်စိတ်လုံးနေတဲ့ပတ်ဝန်းကျင်ကိုတင်ကာမကင်းလို့ထွက်ကြည့်တဲ့အခါအပြင်မှာအဖွဲပေါင်းစုံနဲ့အေဂျင့်အတန်တို့ရောက်နေတာမြင်လိုက်ရပါတယ်ငွေခန်းကိုစောက်တယ်မရကြောင်ပြောနေချိန်တနက်ယူပြီးစားပစ်လိုက်တဲ့ကြောင်ကြောင့်သူတို့ရှိတဲ့နေရာတီးကုန်ပြီဖြစ်တဲ့အတွက်ထိုနေရာကဖောက်ထွက်ရန်ပြင်ပါတယ်အင်အားလုံးရင်းနဲ့အထူးတပ်ဖွဲ့တွေကြောင့်သူတို့လူတယောက်ထိသွားပြီးနောက်ကငွေတက်ကားပေါ်မှာလည်းပြင်းနေသူတယောက်ရှိနေလို့ထိုကားကိုအနီးကဝင်ပစ်ခါအပြင်ကိုအာယုံလွှဲပေးလိုက်ပါတယ်အထက်က၄ယောက်မှတယောက်ကျသွားပြီလို့သတင်းပို့လာလို့ဝင်စည်းခံရတော့မှအချိန်ဒက်ကီကသူတို့၃ယောက်စလုံးအရှင်ဖမ်းပြီးရင်တသက်ကြွန်းကြမှာဖြစ်တဲ့အတွက်ဒက်စမန်ကိုထွက်ဖမ်းခံနိုင်ရင်9နှစ်လောက်သာကြာမယ်ပြောနေတော့ဘုံတလုံးပြစ်သွင်းခံလိုက်ရပါတယ်စတန်ဘုံဖြစ်နေလို့နားဥပြီးထားရလိုက်တဲ့ဒက်စမန်ကိုပြစ်တက်လိုက်တာကြောင့်ဒေါသကြီးတောင်းကျနေတဲ့ဂျမ်တို့ကိုအသက်ရှင်နေသေးတဲ့အေဗာကသူ့နားလန့်ခေါ်ပြီးမင်းတို့ရဲဝဲဆောင်နေနဲ့လာမှမသိလို့သူရှေ့ပေါက်ကထွက်ဖမ်းခံတာနဲ့နောက်ပေါက်ကလက်ရန်အကြံပေးပါတယ်မင်းတို့ရဲ့နာမည်အစားကိုပဲဖော်မှာပါဆိုတဲ့အေဗာကအမ်ဘူလန့်ကားကြီးနဲ့အပြင်ကိုမောင်းထွက်သွားပြီးမို့ရဲဝဲဆောင်လဲလိုက်တဲ့ဒက်ကီတို့လည်းဖလော်ရီဒါမှာတွဲဖို့ချိန်လိုက်ပြီးဘော့စတွန်ရဲရီထားတဲ့ရုံးဝင်သွားကြပါတယ်ဒါက FBI စစ်ဆေးရေးမှုရဲရီကိုထွက်သွားခိုင်းနေတဲ့အတွက်ထိုနေရာကထွက်သွားတော့မယ့်အချိန်အပြင်မှာအေဗာရဲ့အလောင်းကိုစစ်ဆေးနေတဲ့အေဂျင့်အဒမ်တို့ထံအထက်ဝင်လာတဲ့ညံကြီးရှင်တွေကရဲနှစ်ယောက်ဆိုတာကြောင့်နောက်ကလိုက်ရှာတဲ့အခါပတ်စံအိတ်တက်သွားတဲ့ဂျမ်ကိုတတိထားမိသွားပါတယ်ဒါကိုမြင်လိုက်တဲ့ဒက်ကီတယောက်သူ့တင်ငယ်ချင်းကိုကူညီဖို့လိုက်သွားပြီးမဲ့တနက်တက်လက်နဲ့မြင်မြင်သမျှလိုက်ပြစ်နေတဲ့ဂျမ်ဟာသူပြောသလိုအရှင်အဖမ်းမခံပဲလမ်းပေါ်မှာလည်းရှင်းလင်းမယ်ဆိုတဲ့အတိုင်းဘေးမှာကျနေတဲ့ကော်ဖီဘူးကိုအငမ်းမရယူတောက်လိုက်ပြီးကြည်ကုန်နေတဲ့တနက်နဲ့ထပြေးလာလို့အသေးပြစ်တက်ခံလိုက်ရပါတယ်ဒက်ကီကတော့ထိုစိတ်မကောင်းတဲ့အမြင်ကွင်းကိုရက်ကြည့်ပြီးနောက်ရဲကားတစ်စီးနဲ့ပန်းတိုင်ကိုပြန်သွားကဖာဂီရဲ့လူယုံကောင်းကိုပြစ်ဖောက်ခဲ့ပြီးဖာဂီကိုအချက်ပေါင်းများစွာဖြစ်ခဲ့တဲ့အပြင်ခမားကိုဘသူတင်းကိုသွားလဲမှတ်ထားဆိုကအဆုံးသတ်ပေးလိုက်ပါတယ်အခင်းပြနေရကအေဂျင့်တွေဟာဖာဂီအသက်ခံလိုက်ရတဲ့တဲ့ကြောင့်ဒက်ကီရဲ့လက်ချက်မှန်ရိပ်မိသွားပြီးဖွက်ထားတဲ့ငွေတွေနဲ့ဒက်ကီကတော့သူချစ်တဲ့ကလေးယာကိုခဏလောက်တွေးကျင်လို့တောင်းဆိုနေပေမဲ့ထိုင်ကုန်ကနေသတင်းပေါက်ထန်ထကသူမစီလာမလားဆိုတဲ့ကလေးယာကြောင့် FBI နေရှိနေမှတတိထားမိသွားပါတယ်ဒါကြောင့်သူ့ကိုလာစေချင်တဲ့အကြံကရဲရီရှိနေဘယ်ကောင်းမလဲဆိုတော့ဘသူမှမရှိပါဘူးဆိုတဲ့ကလေးယာမင်းပေါ်လုတ်ခဲ့တာတွေအတွက်တောင်းပန်ကြောင်းနဲ့နောက်တစ်နိုင်နဲ့တကားဆင်းဖွင့်ပေးဖို့မှာလိုက်ပါတယ်ဖုန်းချတော့မဲ့ဒက်ကီယာနေတာတဲ့နေ့တိုင်းရှင်းကိုတွေးကျင်တဲ့ဆိုတဲ့တတိပေးတကားကြောင့်သဘောပေါက်သွားပြီးနောက်ဖေးလန်းကြားကိုတူလာခဲ့မယ်လို့ဆက်သွယ်လိုက်ပါတယ် FBI ကတမျိုးလုံးကိုအဆောင်တက်ချပြီးအကွက်စင်နေချိန်မှာအလုတ်သမားအိလဲလာတဲ့ဒက်ကီကတော့ကလေးယာရဲ့ပန်းကင်းထဲမှာတခုခုကိုဒူးဆွာနေပါတယ်နေတာတဲ့နေ့တိုင်းတွေးကျင်တဲ့ဆိုတဲ့စကားကိုစဉ်းစားမိသွားတဲ့အေဂျင့်အတမ်ကဒက်ကီလာတော့မှမဟုတ်လို့သူ့တက်တွေကိုရုပ်ပြီးပြန်သွားပါတယ်ဘူတာကိုရောက်နေပြီဖြစ်တဲ့ဒက်ကီယာအေဂျင့်အတမ်ရဲ့ကားမှာကိုဘာသာပြန်ချိန်လိုက်ဆိုတဲ့စာချန်ခဲ့ပြီးရက်ထားနဲ့လက်သွားပြီးဖြစ်ပါတယ်ကလေးယာရဲ့ပန်းကင်းထဲမှာတော့ငွေတအိတ်နဲ့တူဒါကသူ့တက်ဖို့အသုံးချနိုင်မဲ့ကလေးယာအသုံးပြုရန်ဖြစ်ပြီးသူ့ဘဝရဲ့ပထမဆုံးအနေနဲ့ဒီမျိုးလေးကထွက်သွားပြီဆိုတဲ့စာထဲမှာသူ့အမေကိုရှာနေတာရက်လိုက်ပြီလို့လည်းရေးထားပါတယ်လူဆိုတာဘလောက်ပြောင်းလဲသွားပါသေးကိုလုတ်ခဲ့တဲ့အရာအတွက်ပြန်ပြီးဆက်ရမှာဖြစ်ပြီးရှောက်ရမဲ့ခီးရှိကြီးမှာကလေးယာနဲ့တနေရာမဟုတ်တနေရာမှာပြန်တွေ့မယ်ဆိုတာကိုသိနေရလို့လည်းအမှားပါခဲ့ပါတယ်